안녕하세요 여러분 카인 선생님입니다. 제2과 취미 생활 이런 취미가 뭐예요? 와드나가 바래 레슨 1의အောက်မှာ ပါဝင်တဲ့ ဒုတိယ 문법ကို လေ့လာကြည့်ပါမယ်. ဒုတိယ 문법 ဘာလဲဆိုလို့ရှိရင် 내요 မြန်မာလိုဆိုလို့ရှိရင် 너배 바라 내다배 ဆိုပြီးတော့ စိတ်ခံစားချက်ပေါ် မူတည်ပြီးတော့ ဘာသာပြန်ပြီးလို့ရပါတယ်. ကဲအဲ့တော့ 동사 형용사 verb plus အသက် 받침 ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ 내요နဲ့ တက်ပေးရပါမယ်. 명사 받침 အသက်ပါရင်တော့ 이 내요နဲ့ သုံးပေးရမှာဖြစ်ပြီးတော့ 받침 အသက်မပါရင်တော့ 내요နဲ့ သုံးပေးရမှာဖြစ်ပါတယ်. ကဲအဲ့တော့ သူတို့ရဲ့ key points လေးတွေကိုကြည့်မယ်. key point ပထမဆုံး 라အသက်သည် 나바사နဲ့တွေ့ရင် 라အသက်ပြုတ်တယ်ဆိုတာကို သတိပြုပေးရပါမယ်. နောက်တစ်ခုကဘာလဲဆိုလို့ရှိရင် ဥမာ 놀다မှာဆိုလို့ရှိရင် 라အသက်ကဘာနဲ့တွေ့မယ်ဆို 나비နဲ့တွေ့ရင် 노네요 ဟုတ်တယ်နော်. ပြန်ပြောမယ်. 라အသက်သည် 나바사 비နဲ့တွေ့ရင် 라အသက်ပြုတ်တယ်ဆိုတာကို သတိပြုပေးရပါမယ်. နောက်တစ်ခု 내요ကို စာကြောင်းရဲ့အဆုံးမှာ ဘယ်လိုသုံးလဲဆိုလို့ရှိရင် ကိုယ်တိုင်ပထမဦးဆုံးသွားတဲ့ဥစ္စာပဲဖြစ်ဖြစ် လာတဲ့ဥစ္စာပဲဖြစ် ကိုယ်အတွေ့အကြုံပေါ့နော်. ပတ်သက်ပြီးတော့ အံ့ဩတဲ့အခါမှာဆိုရင် 내요 စာကြောင်းအဆုံးသတ်မှာသုံးတယ်. ဥပမာ ကိုရီးယားရောက်သွားတယ်. ဆိုးပထမဦးဆုံးရောက်သွားတယ်ပေါ့. ဆိုးကအရင်လှတာပဲနော်. အဲ့လိုအခြေအနေမျိုးမှာဆိုရင်တော့ 내요ကို စာကြောင်းအဆုံးမှာသုံးပါတယ်. ကိုပြောလိုက်တဲ့ဟာကို တစ်ဖက်လူက ထောက်ခံတာလိုချင်ရင်တော့ ဘယ်လိုအနေနဲ့သုံးလဲဆို မေးခွန်းအနေနဲ့ မေးတဲ့အချိန်မှာဆိုရင် 내요ကို သုံးတယ်. ဟုတ်ပြီနော်. တစ်ဖက်လူက ထောက်ခံတာကိုလိုချင်ရင်တော့ 내요 မေးခွန်းအနေနဲ့သုံးတယ်. ဥပမာ ကိုကနေ တစ်ဖက်လူကိုပြောလိုက် ဒီနေ့ရာသီဥတုကအရန်ပူတာပဲနော်. အဲ့ဒါဆိုမေးလိုက်တယ်. အဲ့ဒါဆိုကိုယ့်ကိုဟိုဘက်ကပြန်ထောက်ခံတယ်. ဘယ်လိုထောက်ခံလဲဆို ဟုတ်တယ် အရန်ပူတယ်. အဲ့လိုအခြေအနေမျိုးမှာဆိုရင်လည်း 내요 သုံးတယ်. verb 2 မှာဆိုလို့ရှိရင်တော့ 아떠요 내요နဲ့ သုံးပါတယ်. အဲ့တော့ ဥပမာစာကြောင်းလေးတွေကိုကြည့်မယ်. 덥다 부디 덥네요 부다배. 예쁘다 라디 예쁘네요 라라배. 미인 미인မလှလေး 미인이네요 미인လှလေးနော်. 강아지 ခွေးပေါက်စ 강아지네요 ခွေးပေါက်လေးပဲ. ကဲအဲ့တော့ 예문စာကြောင်းလေးတွေကိုဆက်ပြီးကြည့်မယ်. 가족이 많네요 미다수가များတာပဲ. 어제 정말 더웠네요မနေ့က ရာသီဥတုကအရန်ပူခဲ့တာပဲ. 아이가 아빠랑 정말 닮네요. ကလေးကအဖေနဲ့တော်တော်တူတာပဲနော်. ဒီမှာဆိုလို့ရှိရင် 내요 လေးတွေကိုအနောက်မှာသုံးပြီးတော့ ဒီမှာဆို မေးခွန်းလေးအနေနဲ့သုံးတယ်ဆိုတာက ထောက်ခံချက်ကို လိုချင်တဲ့အခြေအနေမျိုးမှာသုံးပေးထားတာဖြစ်ပါတယ်. အဲ့တော့ နောက်ဥပမာလေးကြည့်မယ်. 일요일인데 도서관에 학생이 아주 많네요. Sunday နော်တနင်္ဂနွေနေ့ဖြစ်ပေမဲ့ စာကြည့်တိုက်မှာ ကျောင်းသားတွေက အရမ်းများတာပဲနော်. 야봉책인데 가격이 비싸네요. 빠른စာအုပ်ဖြစ်ပေမဲ့ ဈေးကကြီးတယ်နော်. ဒါအံ့ဩတဲ့အနေနဲ့သုံးတယ်. 마리아씨 마리아의 사진을 잘 찍고 싶네요. 마리아의ဓာတ်ပုံကိုကောင်းကောင်းရိုက်တတ်တာပဲနော်. နော်ဒါသူပြောလိုက်တဲ့ဥစ္စာ. 미선씨 미선이 요가를 처음 배우는데 아주 잘하시네요. 미선씨 미선가 요가ကို ပထမဦးဆုံးကစားဖြစ်ပေမဲ့ တကယ် 아주ပေါ့နော်. ပြောရမယ်ဆိုရင် ပထမဦးကစားဖြစ်ပေမဲ့ ကောင်းကောင်းလုပ်နိုင်တယ်ပေါ့. ကောင်းကောင်းလုပ်တတ်တယ်ပေါ့. အဲ့လိုမျိုးပြောချင်တာ. 수업이 벌써 끝났네요.အတန်းက ကိုကထင်ထားတာထက် စောပြီးပြီးသွားတာ. 수업이 벌써 끝났네요. အတန်းကစောပြီးတယ်နော်. အဲ့တော့ဒီ 내요 ဆိုတဲ့ 문법လေးကိုနားလည်နိုင်မယ်လို့